US ကိုအခုမှရောက်လာတဲ့လူတယောက်အနေနဲ့ကိုယ့်ရဲ့ credit ကိုဘယ်လိုကနေစပြီးတော့တိစောက်အောင်မလဲမသိဘူးဆိုလို့ရှိရင်တော့အခုဒီနေ့ရှင်းပြပေးမယ်နီလန်းလေးတွေကိုလေ့လာသင်ပါတယ်ပထမဆုံးတစ်ခုကကြတော့ပထမဦးဆုံးကိုယ့်ရဲ့ phone bill တို့ပြီးတော့တခြား utility bill တစ်ခုခုကိုကိုယ့်နာမည်နဲ့ set up လုပ်ပြီးတော့ payment ကိုပုံမှန်ပေးရခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ bank မှာသွားပြီးတော့ secure credit line ကိုရှောက်တာပါအဲ့ဒီ secure credit line ရှိပြီဆိုလို့ရှိရင်ပထမပိုင်းကတော့ကိုယ့်ရဲ့အိတ်ထဲကနေမှပတ်စံကိုအရင်ပေးထားပြီးတော့ဒီကတ်ကလေးကိုသုံးနေရတယ်ဒါပေမဲ့အချိန်9လ6လလောက်နေလာတဲ့ညဘန်နေရနေမှာကိုယ့် credit card offer တွေကိုစတင်ပြီးတော့ရရှိလာမှာဖြစ်ပါတယ်။နောက်တတိယနည်းလမ်းတစ်ခုကကြတော့ကို့မှာဆွေမျိုးမိသားစုရှိတယ်ဆိုလို့ရှိရင်သူတို့ရဲ့ credit card မှာ authorized user အနေနဲ့ထည့်ပေးခြင်းဖြစ်ပါတယ်။သူတို့ရဲ့ရှိပြီးသား card မှာကိုက user တယောက်အနေနဲ့ကိုကိုပေးသုံးထားတယ်ဆိုလို့ရှိရင်6လလောက်နေတဲ့အခါမှာကို့အတွက်လည်း credit line တစ်ခုအလိုလိုပွင့်သွားပြီးတော့ credit card အသစ်တွေ offer တွေရရှိလာမယ်။နောက်ဆုံးမှာတော့အိမ်ဝယ်ဖို့အထိပါ ready ဖြစ်သွားမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ US မှာအိမ်ဝယ်တော့မယ်ဆိုရင် credit history တစ်နှစ်ရှိဖို့လိုအပ်ပါတယ်။အဲ့ဒါကြောင့် US ကိုအခုမှရောက်တဲ့သူတွေအနေနဲ့ credit ကိုခုတည်းကစပြီးတော့တိစောက်ဖို့ကအရင်ရေးကြီးပါတယ်။